Maro, Yotia, you hang, there be so, go Maro, since the count, Tomania, Lanyon women. I don't know, since the count, what the backup public Amazon, Madame Wade, Kalandian, since the count, Kalandian, no, do like you get Alia, since the count, Tome, Kalame Pit, no, Hovaga, Lama Yen, Padwan, way, Tina Pilan, Amazon. How many chopping on it, since I can't out there? New house, they be so, since I can't lemon. I don't know what Dinama Lewa, the water could be, you hear me among out and I name a look your looking. Dinama, and I will out lemon. Janet and I go out, time of sound, time of sound, time of sound when I one, since I can't lemon. Since I can't lemon. Since I count my legging, since I count me out, let my pie, let she did, no?ကျွန်တော်ကပြောတဲ့ကပ်ပါကင်ရမက်နေရနော်ဒီကိုလာမကြိုဘဲနဲ့ဒီနေရာမှာချပေးပြီးဒီနေရာကိုလာမကြိုဘဲနဲ့အဲ့နေရာလေးမှာစင်စခန်းနဲ့ရုတ်တရက်မျိုးခေါင်းရဲ့ကြားထဲမှာကျွန်တော်တို့ကားရမက်နေရတွေရှိရနော်ကျွန်တော်ဖြတ်လန်းပြမယ်နော်ဖြတ်လန်းပြကျွန်တော်တို့လိုက်ကြည့်လိုက်ပါဒါကြီးကတော့ရုတ်တရက်မျိုးကအမှန်တကယ်ပြင်းမကောင်းဘူးဗျမတကယ်ပြောဖို့ကောင်းတာနော်ဘာကြောင့်လဲဆိုတော့ဓမ္မကြီးဒီလိုမျိုးပွဲတွေဆိုတာခဏခဏဝင်နေနော်တစ်ဖက်မှာနေတော့တရက်2ရက်တခါနေကြလို့ရှိရင်တစ်လောက်4 5 6ရက်အဲ့လိုမျိုးရှိရယ်ကျွန်တော်မြို့ဟောင်းရင်လာမယ်လာတဲ့အခါကျရင်ကျွန်တော်ဒီမှာအခုမြင်နေရလမ်းလေးနော်လမ်းလေးမှာဟိုမှာအရှိမကားရရှိရယ်ဟိုအရှိမကားလေးရရင်တော့ဒီဘက်ကျွန်တော်ဘဘခလို့ကိုယ်သွားလိုက်လို့ရှိရင်ဟိုဘက်နားလေးမှာကျွန်တော်စင်စခန်းဆိုတာရှိရယ်နော်ဒါဖြစ်လန်းပေါ့ဒါဆိုတော့ကျွန်တော်ဒီဟာကြီးဒီလိုဝိုက်သွားမနေတော့ဘူးဒီကကျွန်တော်ဖြတ်သွားလိုက်တော့မှာနော်သွားလို့ရပါတယ်လို့နော်နော်ကိုရိုမာတို့ကလည်းကျွန်တော်ပြောတယ်စင်စခန်းကိုသွားလိုက်မယ်ဆိုတာဒီလမ်းလေးအတိုင်းလမ်းလျှောက်လာမယ်နော်ဒီလမ်းလေးလည်းလမ်းလျှောက်လာမယ်ဆိုတာလှကြီးလည်းပူတဲ့နေရာမဟုတ်ဘူးဒီမှာအပင်ရိပ်ပါသားလေးနဲ့ခိုနေရာလေးကိုတပုံရိုက်လိုက်ဒီနေရာလေးကိုတပုံရိုက်လိုက်နော်အဲ့လိုရိုက်လာမယ်နော်ရိုက်လာပြီးလို့ရှိရင်ကျွန်တော်စင်စခန်းကိုသွားမယ်နေရနော်စင်စခန်းသွားမယ်ဆိုရင်ဒါဒီတိုင်းလေးလမ်းလျှောက်လာရနော်ကျွန်တော်ကလည်းပြောပြရတဲ့အထက်မှာ9မိနစ်လောက်လမ်းလျှောက်ကမယ်လို့ကျွန်တော်ပြောပြထားတယ်နော်အဲ့တော့ကျွန်တော်တို့တွေကလာမယ်လာတဲ့အခါကျတော့ခုနကကျွန်တော်ပြောနေကားရဲမဲ့နေရကိုတို့အမတို့ပွဲစီစဉ်မဲ့လူတွေကကားရဲမဲ့နေရကြဘယ်နေရာလဲဆိုတော့ဒီနေရာလေးမှာပေါ့နော်ဒါကားရဲမဲ့နေရဒီနေရာလေးမှာကားရဲမဲ့နေရနော်ဘာကြောင့်လဲဆိုတော့ကိုတို့အမတို့ကရုတ်တရက်မြို့ဟောင်းမှာချပေးမယ်ပြီးရင်နေတို့တွေဒီနေရာမှာပြန်ဆုံမယ်ဆိုတော့နောက်စင်စခန်းကိုလာလဲမယ်နောက်တစ်ခါရုတ်တရက်မြို့ဟောင်းပြန်ချမယ်ဆိုတော့ကျွန်တော်လမ်းလျှောက်ကပင်မန်းတယ်အဲ့ဒါကြောင့်မလို့ကိုတို့အမတို့ကားရက်တဲ့အခါကြရင်ဒီနေရာလေးမှာနော်အကိုတို့မတို့ကားရက်လို့ရရခင်ဗျာနော်အဲ့အခါကျကျွန်တော်တို့တွေကဟိုးမြို့ဟောင်းပြန်ပြီးလမ်းမလျှောက်ကတော့နော်လမ်းမလျှောက်ကြတဲ့အခါကျတော့ကျွန်တော်ကလာတာနီးရအဲ့ဒီနေရာမှာဘာလဲလို့ရလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြလိုက်ရှိရနော်ကျွန်တော်ဖျားရရှိရဒီဖျားပြီးရရင်ကျွန်တော်စင်စခန်းကိုသွားလို့ရပြီအကိုတို့အမတို့ကားရက်မဲ့နေရကားကြီးရက်မဲ့နေရတော့ဒီနေရာလေးမှာတော့အဆင်ပြေတယ်ခင်ဗျာနော်ဟိုမှာပြန်မခေါ်ဘဲနဲ့ကျွန်တော်စင်စခန်းနဲ့ကျွန်တော်ရုတ်တရက်မြို့ခေါင်းကြားထဲမှာဆိုတော့ကျွန်တော်ဒီနေရာလေးကိုပြောတာပါနော်ကားရက်မဲ့နေရာလေးကဒီနေရာလေးပါလို့နော်ကျွန်တော်တို့ဆက်လိုက်ကြည့်ပေးပါနော်ကိုရိုမာတို့တမကားရက်မဲ့နေရာနော်ဟိုမှာစင်နေမြင်နေရပါပြီနော်စင်စခန်းကိုမရောက်သေးဘူးစင်နေမြင်နေရပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့ရ2 နာရီတောင်အချိန်ရရဗျာကျွန်တော်မြို့ဟောင်းမှာနိုင်ဝက်လက်ပြီးသွားပြီပြီးလို့ရှိရင်ကျွန်တော်တို့တွေက1 နာရီခွဲလောက်ကျန်တာကိုကျွန်တော်တို့စင်စခန်းမှာကျွန်တော်အချိန်မဖြုံးနော်အခုမှမြင်နေရနေရလေးအဲ့နေရာလေးဆိုလို့ရှိရင်ဒါတရားလေးပေါ်ရင်သွားလို့ရတယ်နော်ဒါရအလဲပတ်ဗျာအလဲပတ်လာတာကျွန်တော်ကအချိန်2 နာရီတောင်လမ်းပြောက်မှမကြောက်နဲ့လမ်းပြောက်မှကြောက်ရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်အဲ့ဆိုရင်အကိုတို့အမတို့ဒီရုတ်တရက်မျိုးဟောင်းမှာလမ်းမပြောက်တော့ဘူးနံပါတ်1ချက်ကလမ်းမပြောက်တော့ဘူးနံပါတ်2ချက်ကငါတို့ဘယ်နေရာကိုပြီးရင်ဘယ်နေရာကိုသွားလဲရမယ်ဆိုတော့အကိုတို့အမတို့သိမယ်နံပါတ်3ချက်ကအကိုတို့အမတို့လမ်းချောက်ရတဲ့ပင်မနဲ့တန်ကျွန်တော်ဗီဒီယိုကြည့်ရတဲ့အတွက်နည်းနည်းလေးတက်တာမယ်နော်အကိုတို့မတို့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဖြက်လန်းလေးကိုကျွန်တော်လိုက်ပြီးရှင်းပြရတဲ့အတွက်အကိုတို့မတို့သွားလာတာလောကူမှဖြစ်ပါရဲ့နော်အကိုတို့မတို့ဟုတ်ကဲ့နော်ဒီလောက်ပါပဲခင်ဗျ